စားမဲ့ချက်မဲ့ဘလော့မှချိုးဆိုပါရယ်ဒီကနေ့တော့ထမင်းမင်းစင်မဲ့ငမုံချိုချင်းကျော်လင်းကိုကြော်စားမှာပါဇီးကနေဝယ်လာတဲ့ငမုံတွေကိုနှစ်ပိုင်းပိုင်းနားလိုက်မယ်ပြီးလို့ရှင်မှုန်းပွားလို့ရှင်เนาะစားစနွင်းချိုမုံတမအောင်နဲ့ပြီး9မိနစ်လောက်နှက်ထားမယ်ဒေဦးထဲမှာစီထက်မယ်စီပူလာလို့ရှင်ငမုံလေးတွေကိုဖေမီပိုင်းလေးတွေကိုအရင်ကြော်ပေးလိုက်ပါမယ်ဖေမီပိုင်းလေးတွေကြော်ပေးပြီးလို့ဖေမီပိုင်းလေးတွေချက်သွားပြီဆိုလို့ရှင်เนาะငမုံလေးတွေကိုပကံတစ်ခုတည်းကိုထည့်ထားပေးလိုက်ပါမယ်ငမုံဖေမီပိုင်းလေးတွေကြော်ပေးပွားပြီဆိုလို့ရှင်เนาะခေါင်းပိုင်းတွေကိုဆက်ပြီးတော့ကြော်ပေးလိုက်ပါမယ်ခေါင်းပိုင်းလေးတွေကြော်ပြီးဝိုင်းရွှေညူအောင်တန်းလာအောင်လို့တစ်ဖက်စီလန်ပြီးတော့ကြော်ပေးလိုက်ပါမယ်ရွှေညူအောင်တန်းလာလို့ချက်သွားပြီဆိုလို့ရှိရင်တော့ပကံတစ်ခုတွေကိုလဲပြီးတော့ထည့်ထားပေးလိုက်မယ်ထို့နောက်မှာချက်တော်နီးခရမ်းညင်သည့်အနှစ်စားပလာတွေကိုမွေးလောင်ချက်ပြီးကြော်ထားတဲ့ငမုံလေးတွေကိုရောမွေပေးလိုက်ပါမယ်ဒါဆိုရင်တော့ချိုချင်းဆက်လေးထမင်းမင်းစီမဲ့ငမုံချိုချင်းကြော်အစင်သိရပါပြီ